မင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကြက်တံမြားကင်တော်တွေလှုပ်ရှားပြီးလို့ပြန်လည်မျှဝေလိုက်ပါတယ်ထိုင်းလူခေါ်မယ်ဆိုလို့ရှိရင်တော့ကန်ရမ်းမနှောင်လို့ခေါ်မယ်ထင်ပါတယ်ဆန်လော်နဲ့တေးသေးလေးနဲ့တော်တော်မှစားလို့ကောင်းတဲ့ထိုင်းအတုပ်လေးတစ်ဝဲဖြစ်ပါတယ်ပေါင်ပစ္စည်းအနေနဲ့ကတော့ကြက်ရီမုံသားရဲ့ရှားနံပူစင်တဲ့ငဲသီးတော့ကြက်သွန်နေနဲ့ဆန်လော်မုတ်မြေပဲမုတ်ငရုတ်သီးမုတ်နဲ့တံမြားသီးတို့ဖြစ်ပါတယ်ခင်ဗျာရင်ဦးစုံတွေနဲ့ကြက်သားကိုစားကင်ပါမယ်မလိုအပ်တဲ့တည်ရည်နဲ့အစီတွေကိုလှီးထားပေးလိုက်ပါမယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့မထူမပအနေထားနဲ့အလွှာလိုက်လေးလှီးထားပေးလိုက်ပါမယ်ကျွန်တော်လှီးတာတော့3လွှာလောက်ရပါတယ်ကျွန်တော်ရဲ့အကင်ပြသေးနေလို့တစ်လွှာရင်းစီကိုတစ်ဝက်စီပြန်ခွဲပေးလိုက်ရပါတယ်ခင်ဗျာပြီးတော့လို့ရှိရင်တော့ကြက်သားကိုအရသာစားနိုင်ပါမယ်အရသာအတွက်ကတော့ကြက်သားမုတ်ရဲ့ချိုမုတ်ရဲ့တကြားရဲ့ဘင်းငယ်ရဲ့အကြီးနဲ့ Q0 ကိုသုံးထားပါတယ်ခင်ဗျာပြီးတော့ရင်တော့အရသာတွေစိတ်ဝင်သွားရအောင်15မိနစ်လောက်နှက်ထားပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့အကင်ပြားထဲမှာစီနဲ့ငယ်ထည့်ပြီးတော့ကြက်သားကိုစားကင်ပါမယ်ကြက်သားကိုအပေါ်အောက်လှန်ပြီးတော့လုံးဝဝဲတန်းဖြစ်သွားတဲ့အထိကင်ပေးရပါမယ်အယောင်လေးတွေရေးပြီးတော့စားလို့ရတဲ့အနေထားရောက်တဲ့အထိကင်ပေးပါမယ်ခင်ဗျာကျွန်တော်ကတော့အားလုံးကင်မပြတော့ပါဘူးဗီဒီယိုဖိုင်အရင်ရှေ့သွားမှဆိုလို့ပါပြီးတော့လို့ရှိရင်တော့ဆောင်းကကင်ထားတဲ့ကြက်သားတွေကိုတကိုက်ဆန်အနေရောတုံးလေးလှီးထားပေးလိုက်ပါမယ်ပြီးရင်တော့အတုတ်တော်မှာထဲဖို့အတွက်ရှားနံနဲ့ပူစီနံကိုတိတိလေးလှီးထားပေးလိုက်ပါမယ်ခင်ဗျာပြီးရင်တော့ကြက်သွန်တွေကိုမထူမပားလေးလှီးထားပေးလိုက်ပါမယ်ခင်ဗျာထူသွားပါတော့လို့ရှိရင်လည်းစားလို့မကောင်းတော့ပါဘူးပြီးရင်တော့ငွေသီးတော့ပါကိုစားနိုင်တဲ့လောက်လေးလှီးထားပေးလိုက်ပါမယ်ခင်ဗျာအားလုံးလှီးလို့ပြီးသွားလို့ရှိရင်တော့စတုပ်လို့ရပါပြီခင်ဗျာအရင်ဦးဆုံးဆန်လမုံနဲ့မြေပဲကိုထည့်ပါမယ်အရသာတော့ကတော့ကြက်သားမုတ်ရဲ့အချိုမုတ်ရဲ့ငံပြားရဲ့စီနဲ့ငယ်ထည့်ပါမယ်ပြီးလို့ရှိရင်တော့တမယာရည်လေးညှစ်ပြီးတော့စတုပ်လို့ရပါပြီခင်ဗျာအရသာတွေအားလုံးနှက်ဆက်သွားပြီဆိုလို့ရှိရင်တော့ကြက်တံမြားကင်တုပ်လေးက ready ဖြစ်ပါပြီကျွန်တော်ကတော့ခင်းသီးအသေးလေးနဲ့တွဲစားလိုက်ပါတယ်ခင်ဗျာဆန်လော်နဲ့သေးသေးလေးနဲ့တကယ်လို့မှအဆက်အဟမိနေတဲ့ထိုင်းအတုပ်လေးလိုပဲဖြစ်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပေးကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်သောဗီဒီယိုတွေမှာပြန်ဆုံတွေ့ပါမယ်